ကံဆိုတာဟာလက်မြောက်ပြီးရှုံးပေးရမယ့်အရာတော့မဟုတ်ဘူးမိမိတို့ကိုယ်တိုင်ကချုပ်ကင်နိုင်အောင်ကြိုးစားတန်တရားခရီးသွားနေပဲဆိုရင်စဉ်းစားကြည့်မြတ်စွာဘုရားကဗာမိတ်ရှိတယ်သရဝါရီရဲ့ကိုယ်ပိုင်အခွင့်အရေးဆိုတာကံတရားပဲဘုန်းကြီးတို့တွေကံအားလျော်စွာကုသိုလ်ရှိရင်ကုသိုလ်ချမ်းသာဒုက္ခရတဲ့ဘုံတွေမှာဖြစ်ရပြီးတော့အကုသိုလ်အကျိုးပေးတဲ့အခါမှာအကုသိုလ်ဘုံတွေကိုရောက်ရှိပြီးဆင်းရဲဒုက္ခရောက်ကြဘုန်းကြီးတို့ဘဝမျက်မြင်မဲ့ကြည့်ချလူတွေဟာလူဘဝရလာတဲ့လူချင်းတူတော်လည်းပဲအကျိုးပေးတာချင်းမတူကြဘူးတချို့ကြတော့ဆင်းရဲတယ်တချို့ကြတော့ချမ်းသာတယ်တချို့ကြတော့ရုပ်အစင်းလှပတယ်တချို့ကြရုပ်အဆိုးကြီးတန်းတယ်တချို့တလေကြတော့အသက်ရှည်တယ်တချို့တွေကြတော့အသက်တိုးတယ်တချို့တလေကကျမ်းမာတယ်တချို့တလေကယောဂထူပြောတယ်ဆိုတဲ့မတူညီတဲ့အကျိုးတရားတွေနဲ့လူဘဝမှာတွေမဲ့ကွဲပြားခြားနားမှုတွေရှိတယ်အဲ့တော့တခြားဘဝနဲ့နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့တိရစ္ဆာန်ဘဝနဲ့လူဘဝဟာအလွန်ကြီးကွာခြားသွားတယ်ပေါ့ထို့တူပဲကိုမမြင်ရတဲ့လူဘဝနဲ့နတ်ဘဝကြည့်လိုက်မယ်ဆိုရင်လည်းအများကြီးကွာခြားသွားတယ်ဗြဟ္မဘဝနဲ့ကြည့်မယ်ဆိုရင်လည်းအများကြီးကွာခြားသွားတယ်ဘဝအသီးသီးကိုရရှိနေကြတဲ့သရဝါတွေဟာဘာကြောင့်မိမိတို့ဆရာဘဝတွေကိုရရှိနေကြသလဲလို့ဆိုမြတ်စွာဘုရားကကိုလှုပ်ထားတဲ့ကံတရားကသရဝါတွေကိုခွဲခြားပေးနေတာဖြစ်တယ်အောက်တန်းကြတာလည်းပဲကိုလှုပ်ခဲ့တဲ့ကံကြောင့်ပဲထက်တန်းရောက်သွားတာလဲကိုလှုပ်ခဲ့တဲ့ကံကြောင့်ဆန္ဒဒုက္ခရတာလဲကိုလှုပ်ခဲ့တဲ့ကံကြောင့်ပဲဆင်းရဲဒုက္ခရောက်တာလဲကိုလှုပ်ခဲ့တဲ့ကံကြောင့်ပဲ